မင်္ဂလာပါရှင်ဆွေလက်စာအလူမီနီယံကကြိုဆိုလိုက်ပါတယ်ဒီအလုံးလေးခုမြင်ပြချင်တဲ့ဥစ္စာလေးကဒီအလုံးလေးတွေကနေကိုပို့ရမှာဖြစ်ပါတယ်ဒီဟာလေးကနေကိုပို့ရမှာပေါ့နော်ဒါပါကင်လေးထုတ်နေတာပေါ့နော်ခုမှစာရေးပါကင်လေးထုတ်တာလို့ရှိတယ်ပေါ့ဒါအုံတော်စင်လေးလည်းပါတယ်ဒါဒီပို့ဆိုရင်ဆွေလက်စာလေးကိုဖိုင်စားဖွင့်လေးကလည်းတွဲလာတယ်ဟုတ်တယ်ပုံဖြစ်တယ်ဆွေလက်ဖောင်ဒေးရှင်းကလည်းအားပေးနေတယ်ပေါ့နော်ဒီဟာကိုပစ္စည်းလေးကိုပို့မပို့ခင်မှာစစ်တပ်သားလေးတွေကိုဆွေလက်ဆောင်ရဲ့သုံးထားတဲ့ပစ္စည်းလေးတွေကိုလက်ရည်ကိုပြချင်တဲ့အတွက်ကြောင့်မလို့ဒီဟာလေးကိုဗီဒီယိုလေးရိုက်ပြလိုက်တာဖြစ်ပါတယ်ပစ္စည်းလက်ရည်ကိုအပြင်မှာကြည့်ချင်တဲ့သူတွေအတွက်ဗီဒီယိုလေးကိုကြည့်လို့ရပါเนาะဆွေလက်ဆောင်ရဲ့သုံးထားတဲ့ပစ္စည်းလေးတွေကလက်ရည်ပိုင်းကိုလည်းတေချာတေတအောင်ပြုလုပ်ပေးထားတာเนาะဒီတကားလေးတွေကအစားတကားလေးတွေကအစားเนาะအကုန်လုံးကလက်ရကိုတစ်တက်ပြီးတော့စီနေရတယ်เนาะဒါလေးရအသေးစိတ်ကလေးတွေကအစားတေးတေးချာချာเนาะအတွင်းရောအပြင်ရောအသေးစိတ်ကလေးတွေကအစားတေးတေးချာချာလေးလုပ်ပေးထားတဲ့အတွက်ကြောင့်မလို့ချစ်တံကားလေးတွေလုံးဝစိတ်ပူစရာမလိုပဲဟော်ဒါမှလို့ရတယ်เนาะပစ္စည်းလက်ရချွေလက်ဆောင်တို့ကအဓိကထားပြီးတော့လုပ်ပေးတာကဒီတကားပိုင်းကိုလည်းကြည့်နော်တကားပိုင်းလေးပြီးသုံးထားတဲ့ accessory လေးတွေကလည်းအကောင်းစားလေးတွေကသုံးပေးထားတာဖြစ်ပါတယ်လက်ကင်လေးတွေကဆိုင်ဆွဲသေးလေးတွေကအစုံ rapid ဆန်လေးတွေကအစားပေါ့နော်အကုန်လုံးကိုအကောင်းစားတွေကိုပါသုံးပေးထားတာပါပစ္စည်းဒါအတွဲမိုင်းပေါ့နော်အတွဲမိုင်းပြရဖြစ်ပါတယ်ဒါဒီဥစ္စာတွေကဒါအတွဲမိုင်းပေါ့နော်လက်ရလေးဘယ်လောက်သေးသက်လဲဆိုတော့ကြည့်ကြည့်ပါဦးတော့တနေရာမှဟာကွက်မရှိပဲနဲ့เนาะတေးသေးချာချာလေးကိုလုပ်ပေးထားတာเนาะစီနေရတယ်ဟာတခုမှအချင်းပြရှင်မရှိဘူးเนาะဒီချာစီနေဒီ rapid ဆန်လေးတွေဆိုလဲရှင်လဲကိုရီးယားလေး rapid ဆန်လေးဆိုလဲအကောင်းစားတာတုံးပေးထားတယ်เนาะရိုးရီးယား rapid ဆန်လေးတာတုံးပေးထားတယ်ဒီမှာဆိုရင် rapid ဆန်ကတစ်လုံးချင်းစီရိုက်တာမဟုတ်ဘဲနဲ့ဒီမှာနှစ်လုံးရိုက်ပေးတာတွေ့လားအဲ့ဒါဘာဖြစ်လို့လဲဆိုတော့လေတကားဝိတ်တွေကခံနိုင်ရရှိအောင်လို့လေဒါကြောင့်မလို့လက်ရပိုင်းကိုလည်းတခြားကြည့်ပါလိုင်နာလေးဆိုလည်းတခြားမှာကြည့်လိုင်နာလေးဆိုလည်းတခြားထိုးပေးဟာနော်ဒီ rapid ဆန်လေးတွေကဝယ်ရတဲ့ကုန်ကျန်းဝယ်ရတာပါဒီ rapid ဆန်လေးတွေက1000ကျော်မှရှိတယ်ဒီ rapid ဆန်လေးတွေဒီဥစ္စာလေးကဒီတစ်တစ်လေးရာစား view site ပြီးတော့ကိုရွှေလက်ဆောင်မှာတုံးပေးထားနော်လက်ရပါပါတခြားကြည့်လို့ရအောင်လို့ဒါလေးကပစ္စည်းမပို့ခင်မှာလာပြီးတော့ပြတာဖြစ်ပါတယ်ဒါကပိတ်တဲ့ဖွင့်တဲ့နေရာမှာလည်းကြည့်ပါနော်နော်ဒါပိတ်တဲ့ဖွင့်တဲ့နေရာအားလုံးကစီပြီးတော့တေးသက်လှပနေရမယ်နော်ဒီနေရာအကြောင်းလာကြီးအစလုံးဝစီပြီးတော့တေးသက်နေရမယ်နော်ဒီမှာပဲဒါလေးကတော့3ပေအလုံးလေးနော်ဒါ3ပေငွေရအောက်ပိုင်းလေးပေါ့တော့1 set လေးတွေပဲဒါပေမဲ့ဟိုအပေါ်ပိုင်းလေးတွေကလေပါကင်ထုတ်ပြီးသားပြီဆိုတော့ရလို့မရတော့ခုဒါ3ပေကွယ်အောက်ပိုင်း3ပေကွယ်အောက်ပိုင်းလည်းအဲ့လိုပဲဒီလိုဆွဲပန်းလေးဆိုတော့ကြီးကြီးလေးလုပ်ပြီးထားတယ်ဆွဲပန်းလေးနော်ဒီမှာဆိုလည်းနော်ဒီမှာဆက်ရလေးလည်းမှာစီနေတာပဲဒီလားဖေးချလုပ်ပြီးထားတူတူပဲနော်အတွင်းလည်းအတွင်းပြင်အကုန်3ပေခွဲနဲ့တူတူပဲနော်ဒါလေးရအကုန်သုံးထားတာလည်းတူတူပဲဒါကနေကိုပို့ရမှာဖြစ်ပါတယ်နော်နေကချစ်တော့ကိုင်းမှာလာတဲ့ပေါ်လာလေးပေါ့ဒါဆိုလဲရွှေအောင်လေး3ပေရွှေအောင်အောက်ပိုင်းလေးပေါ့ဒါလေးอ่ะ3ပေရွှေအောင်အောက်ပိုင်းလေးလည်းဒီလိုပဲထဲရောပြင်ရောတခြားလေးလုပ်ပေးထားရယ်နော်ဒီမှာဆိုလို့ရှိရင်လည်းပစ္စည်းကို
တိတိကျကျသုံးမိတာနော်အပြင်ကနေပြီးတော့အပြားရိုက်တာမဟုတ်ဘဲနဲ့ဒီမှာတစ်ခုလိုင်းနာတိချာထိုးပြီးတော့တရားတစ်ခုချင်းစီကိုတိချာသုံးလာတာဒီမှာဘေးကနေပြီးတော့အပြားပိတ်ပြီးရိုက်တာမဟုတ်ဘူးနော်ဒီမှာဒီဟာလေးတွေနဲ့ဒီလေးတွေနဲ့တိချာလုပ်ပြီးတာနော်အဲ့ဒါလေးနဲ့တိချာလုပ်ပြီးတော့အတွင်းထဲမှာလိုင်းနာထိုးပြီးတာနော်တကန်းနဲ့ခိုင်ခန့်မှုရှိအောင်လို့အပေါ်ရန်လေးလောက်တာမဟုတ်ဘူးနော်တိချာလေးကိုသုံးပေးထားတာနော်ဒီမှာလည်းဒီလိုပါနော်ဒါဆိုလည်းဒီမှာ၅ပေါင်လေးလက်ရှလို့မဖြစ်ဘူးလက်မရှအောင်တခါတော့စီးပြီးပါတိုက်ပေးထားတယ်နော်ဒါလေးတွေကတော့ကလပ်ဘန်းလေးတွေပါဒါလေးတွေကကလပ်ဘန်းလေးပါကလပ်ဘန်းလေးတွေကတော့ဒီစီပြီးတော့ဓာတ်ပုံရိုက်တော့မှပဲစီပြီးရိုက်လိုက်တယ်နော်အခုကပါကင်ထုတ်မှဆိုဒီလောက်လေးပဲပြပြရတယ်နော်အားလုံးကျေးဇူးတင်ပါတယ်